ကဲတယ်လေးတို့ရေမျက်နှာတပြပြဆိုတော့မျက်နှာမှာတိုနာလေးလူပါမယ်လူပြပြဆိုရင်တော့မွာချာလေးလူမယ်မွာချာလေးလူပြပြဆိုရင်တော့နောက်တစ်ဆင့်ကကြတော့ဆန်းခွနေနေလူပါမယ်ရှင်ဆန်းခွနေရတော့မရှိမဖြစ်လိမ့်ပြရမှာဒီနေ့အပြင်ထွက်ရမှာဖြစ်တဲ့အတွက်ကိုဆန်းခွနေကိုထူထူလေးလိမ့်လိုက်ပါတယ်ရှင်ကဲလိမ့်ပြဆိုရင်တော့မျက်ခုံးမွေးလေးဆွဲပါတော့မယ်ရှင်မျက်ခုံးမွေးကိုဟိုဘက်ဒီဘက်ညီအောင်တေချာလေးကြည့်ပြီးတော့ဆွဲရပါတယ်ရှင်ကဲဆွဲပြဆိုရင်တော့အိုင်းလိုက်နာလေးဆိုးကြမယ်အိုင်းလိုက်နာလေးဆိုးပြီးဆိုရင်တော့ညခုံးညတောင်လေးကော့ပါမယ်ရှင်ကော့ပြီးဆိုရင်တော့ညီညာလေးနဲ့အထူနဲ့အပါလေးနဲ့နှစ်မျိုးလုံးကော့ထားပါတယ်ကဲဒါဆိုရင်တော့နောက်ဆုံးဆင်းရတော့နှခမ်းနီလေးဆိုကြမယ်နှခမ်းနီဆိုရင်မကအညိုရောင်နဲ့ပုံဖော်ရတာကိုကြိုက်ပါတယ်အဲ့တော့အညိုရောင်လေးနဲ့ဖော်ပြီးပြီးအထက်ကအနုလေးဆိုမယ်ဆိုပြီးဆိုရင်တော့နှခမ်းသားလေးဆိုအီလေးဖြစ်ဖို့အတွက်ကိုအလဲကနေပြီးတော့အဆိုလေးပါတဲ့ဟာလေးကိုထပ်ဆိုးလိုက်ပါမယ်ရှင်ကဲပြီးဆိုရင်တော့ခေါင်းပြီးဖို့အတွက်ကိုမရဲ့3နေကြဟဲစီတန်လေးကိုသုံးပါမယ်ဟဲစီတန်လေးရဆိုလို့ရှိရင်အမကတစ်နေ့ကို2ကြိမ်သုံးပါတယ်ဟဲစီတန်သုံးရခြင်းကတော့သပင်အမသပင်ပါတဲ့ထဲမှာပါတယ်သပင်ကျွတ်တာတွေများတယ်သပင်နှစ်ခွတွေရှိတယ်အဲ့အတွက်ကိုအမမနေ့တစ်ကြိမ်ညတစ်ကြိမ်လေးကိုလိမ့်ပါတယ်ကဲအခုတော့ပြင်သွားဖို့စဉ်းနေဖြစ်နေပြီကဲမနေပြောနေနဲ့နောက်ကသပင်တွေကလည်းထဲလို့တော့မရတော့ဘူးဒီမှာကြည်အောင်ထွက်လာတာတွေကဘေးတွေရောအနောက်တွေရောဆန်သားလေးတွေအစ်စ်ထွက်လာပါတယ်ကဲသပင်အုပ်ထူးခြင်းနဲ့ဆိုရင်တော့အမလိုမျိုးဟဲစီတန်လေးကိုတပူးလောက်တော့သုံးကြည့်ပါလို့အကြံပေးချင်ပါတယ်ရှင်ဗီဒီယိုလေးကိုစဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်